Bismillahirrahmanirrahim အမေရိကန်သမ္မတအဆိုပြုတဲ့ဂါဇာအရေးနဲ့ပတ်သက်ပြီးတော့ဂါဇာမှာစစ်ပွဲရပ်တန့်ရေးနဲ့ပတ်သက်ပြီးတော့ဒီအဆိုပြုချက်ကိုဟမတ်စ်အဖွဲ့ရဲ့ဒီတုံ့ပြန်မှုပြီးရနောက်ပိုင်းမှာကမ္ဘာခေါင်းဆောင်အသီးသီးကတော့ဒါဟာဂါဇာဒေသအပြင်အရှေ့အလယ်ပိုင်းတိုင်းဒေသတစ်ခုလုံးမှာငြိမ်းချမ်းရေးအသွင်ဆောင်ဖို့အတွက်ဒါဟာဒီထိရောက်တဲ့လုပ်ရက်တစ်ခုဖြစ်တယ်ဆိုပြီးတော့ဆိုထားတယ်။ဟမတ်စ်ကဒီမနေ့ကတောက်ကြနေကပဲသူဒီအမေရိကန်သမ္မတအဆိုပြုချက်သဘောတူညီမှုအရာသူဒီဒါကိုလက်ခံတဲ့သဘောအနေနဲ့ဒီဖန်ဆီးထားတဲ့အစ္စရေးတစားခံတွေအားလုံးကိုလွှတ်ပေးမယ်ဆိုပြီးတော့ကြေညာခဲ့တယ်။အဲ့တော့သူကဖန်ဆီးထားတဲ့တစားခံတွေဒီထဲမှာအသက်ရှင်နေလျက်ရှိနေတဲ့သူတွေလည်းပါတယ်လို့တေဆုံးပြီးသားလူတွေလည်းပါတယ်ပေါ့။အဲ့တော့အဲ့ဒီဖန်ဆီးထားတဲ့ဒီဖန်ဆီးခံတွေကိုလွှတ်ပေးမယ်လို့ပဲဟမတ်စ်ကဆိုထားတာ။အဲ့ဒီရဲ့ဆိုလိုချက်ကဒီဟမတ်စ်ကအမေရိကန်သမ္မတအဆိုပြုချက်တိုင်းကိုလက်ခံမယ်လို့တော့မဆိုလို့။ဘာကြောင့်လဲဆိုတော့အမေရိကန်သမ္မတအဆိုပြုတဲ့တဲမှာရခိုင်ပြည်ထောင်ဝန်ကြီးချုပ်အန်တိုနီဘလက်အပေါင်းဝင်တချို့သောလူတွေဥဆောင်မဲ့ဒီဂါဇာအုပ်ချုပ်ရေးကိုဟမတ်စ်ကပယ်ချထားတယ်။အဲ့လိုပဲချက်ချင်းဒီလက်နက်ဖြုတ်ရမယ်ဆိုတဲ့အချက်ကိုလည်းဟမတ်စ်ကပယ်ချထားတယ်။အဲ့တော့ဟမတ်စ်ကသူကြေညာချက်မှာသူပါတဲ့အရာကတော့ဒီအမေရိကန်သမ္မတထရန့်အဆိုပြုတဲ့ဒီငြိမ်းချမ်းရေးအဆိုပြုလာရဲ့ဟုတ်ပြီနော်ဒီခေါင်းစဉ်တွေအားလုံးပေါ့ဒီမှာပါတဲ့အချက်လက်တွေအားလုံးကိုသူ့အနေနဲ့ချက်ချင်းသူဆွေးနွေးသွားမယ်ဆွေးနွေးဖို့သူသဘောတူညီတယ်ဆိုပြီးဟမတ်စ်ကထုတ်ပြန်ထားတယ်။တော့ဟမတ်စ်ကလက်နက်အပ်ချင်းမအပ်ချင်းဒီဒါဒီအမေရိကန်သမ္မတအဆိုပြုတဲ့မှာပါတဲ့ဂါဇာမှာတိချာဒီအုပ်ချုပ်ရေးအဖွဲ့တစ်ခုပေါ့ပါလက်စတိုင်းဒီနိုင်ငံသားတွေပေါ့နော်ဒီပါလက်စတိုင်းနိုင်ငံသားပညာတတ်အတိုင်းဝိုင်းတွေပါဝင်တဲ့တိချာအုပ်ချုပ်ရေးအဖွဲ့တစ်ခုပေါ်ပေါက်လာရေးပေါ့ဟမတ်စ်ကအဲ့ဒီအဖွဲ့သာပေါ်ပေါက်လာတနည်းအားဖြင့်ပါလက်စတိုင်းအစိုးရတရက်ပေါ်လာပြီဆိုရင်အဲ့ဒီအစိုးရစီကိုဟမတ်စ်ကလက်နက်အပ်မယ်ဆိုပြီးတော့ဆိုလိုထားတယ်အခုချက်ချင်းဟမတ်စ်ကလက်နက်ဖြုတ်မယ်လို့တော့ဒါဟာဆိုလိုတာတော့မဟုတ်ဘူးဘာကြောင့်လဲဆိုတော့အခုလက်ရှိအခြေအနေတွေကစောင့်ကြည့်အခြေအနေတွေပဲဖြစ်နေတယ်ဒဇာခံလွတ်မြောက်ရေးတွေဆိုတာကလည်းလွတ်ပေးရေးတွေဆိုတာကလည်းစောင့်ကြည့်အခြေအနေတွေဖြစ်နေတယ်လက်ရှိအချိန်မှာတော့အမေရိကန်သမ္မတထရန့်ကတော့ဂါဇာမှာအစ္စရေးအနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေမပြုလုပ်ဖို့ကိုဒီထုတ်ပြန်ထားတယ်ပေါ့အဲ့လိုပဲဒီအစ္စရေးဘက်ကလည်းဒီဂါဇာမှာစစ်ရေးတွေကိုရပ်တန့်ထားဖို့အဲ့လိုပဲအမေရိကန်သမ္မတအဆိုပြုလို့ပထမအဆင့်တွေကိုလှုပ်ဆောင်ဖို့ပထမအဆင့်တွေမှာလှုပ်ဆောင်မှုတွေမှာဒီထဲမှာဒီတစားကန်လှုပ်ပေးတာတွေပါတယ်အဲ့လိုပဲဒီဂါဇာဒေသကိုအကူအညီတွေဝင်ရောက်တာတွေပါဝင်တယ်အဲ့တော့ဒီဟမတ်စ်ရဲ့ဒီတုတ်ပြန်မှုကိုပေါ့ကျွန်တော်တို့ဒီနိုင်ငံတကာအတိုင်းအဝိုင်းကလည်းချီးကျူးထားတယ်အဲ့ထဲမှာတူရကီပြင်သစ်ဗြိတိန်အဲ့လိုပဲဂျာမနီအီတလီအဲ့လိုပဲကမ္ဘာကုလသမဂ္ဂအဲ့လိုပဲအိုင်ယာလန်ဩစတြေးလျအဲ့လိုပဲကနေဒါအစသဖြင့်ပေါ့နော်ဒီနိုင်ငံတွေကဒီဟမတ်စ်ရဲ့ဒီထုတ်ပြန်မှုကိုဒါဟာဒါအခြေလေပိုင်းဒေသတာမကဟုတ်ပြီနော်ဒါကမ္ဘာငြိမ်းချမ်းရေးအတွက်တိုက်ရိုက်တစ်ခုဖြစ်တယ်ဒါကမ္ဘာငြိမ်းချမ်းရေးတစ်ခုအတွက်ဖော်ဆောင်လာတဲ့အရာတစ်ခုဖြစ်တယ်ဆိုပြီးဆိုထားတယ်အဲ့တော့ဒီဟမတ်စ်ရဲ့သဘောတူညီမှုလက်ခံမှုကိုလည်းအမေရိကန်သမ္မတထရန့်ကဒါကိုသူလက်ခံလိုက်ပြီးဒါဟာဒီကမ္ဘာမှာတကယ်ကိုအထူးနေ့တနေ့ဖြစ်တယ်ဆိုပြီးတော့ဆိုထားတယ်အဲ့လိုပဲဒီငြိမ်းချမ်းရေးအစီအစဉ်မှာကူညီဆောင်ရွက်ပေးခဲ့တဲ့လိုပဲဒီတူရကီနိုင်ငံကာတာဆော်ဒီဒီအီဂျစ်ဂျော်ဒန်ပြည်တခြားသောနိုင်ငံတွေကိုလည်းသူဂျေဇုတင်ကြောင်းကိုအမေရိကန်သမ္မတထရန့်ကဆိုထားတယ်။လက်ရှိအချိန်နေထိတော့ဂါဇာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်စောင့်ကြည့်အနေထားပဲရှိနေတယ်။အလျောက်သတင်းတွေကိုတော့ကျွန်တော်တို့စဉ်ဆက်မပြတ်ကြည့်နေဖို့တော့လိုအပ်ပါတယ်။